တဲ့ကူလာချိန်ခါနှစ်ကူသိညမှာသူလေးနဲ့တွေ့ရပုံမှာမင်းလည်းမမေ့နိုင်ပါဒီနှစ်တွင်လဲကြုံရမှာပဲတန်တားတဲ့ဒီချိန်ခါတော့ပန်းဝင်နိုင်တည်းရနေသူပါရာဒီလေးမပြတ်တဲ့မထောက်ပံ့ဝင်တွေခုလို့သာပြိုပြိုမေးလက်ကလမ်းလို့ယူစမ်းပါမာပါစေမသွေတဲ့ရေချမ်းရေတွေဖြန်းလိုက်မှာချမ်းခိုက်ခိုက်တုံးရင်မြတ်တော်မဝင်နဲ့ဗျာတောင်းပန်ကျင်တာဝင်ဝင်ပန်းပန်းသူ့မျက်နှာရှင်းရှင်းတန်တန်လာရဲ့ဗျာရှင်းရှင်းတန်တန်လာရဲ့ဗျာဝင်ဝင်ပန်းပန်းသူ့မျက်နှာရေစင်ပြန်တော့နှကန်းလေးစုကမညူစုစမ်းနဲ့လာပြူပြူရာချမ်းမင်းသားတည်သွားရင်အော်မချက်ယူသွားမှသတိထားပါပြုံးတော်မူပါရွှေမျက်နှာမုံတော်မူရင်ချေခဲ့ပါပတောက်တွေဝေးစားရွှေလူကလက်ဆောင်ယူပါဒီနှစ်ကူမှာပြုံးချင်းပြိုင်လို့လန်းဆန်းကြမှာထူးမြတ်တဲ့ဒီချိန်ကမင်္ဂလာယူစမ်းပါခင်ဗျာနောင်နှစ်ခါသကြံကြရင်ဝင်ပါပါမျက်နှာရွှေမြတ်တာပုံမို့ထားလို့ဆောင်စားတော်မူပါပတောင်ပန်းတွေဝါရီလူခုခဲ့မဲ့ပန်းစရာနှစ်သက်မှကြည်ကြည်နူးနူးချမ်းမှချမ်းသာဝမ်းသာစေကြောင်းပါဟုတ်ကဲ့ဒီနေ့အလူကဘာလို့လဲဒီနေ့အလူကဟိုမြန်မာတကြံစတုဒီတာပေါ့နော်ဟုတ်ကဲ့အခုတော့မိသားစုပါပေါ့နော်ဟုတ်တယ်ရမိသားစုတွေမိတ်ဆက်ပေးပါလားမိသားစုတွေကတော့ကဖို့ကနတော့မိုးရခဏဒါကျွန်တော်မျိုးသမီးတော့ခင်ခင်မိုးဒါသမီးငယ်တီရာမိုးစီသမီးကြီးဒါသမီးကြီးမိုးစုကြီးရပြီနော်ဟုတ်ကဲ့ကျွန်တော်တို့ပထမနေ့တုန်းကကျွန်တော်တို့မိသားစုစတူဒီတာပေါ့ဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒူဆာမှာရှိတဲ့မြန်မာမိသားစုတွေအကုန်ပူးပေါင်းပါဝင်ကြတယ်ဒီနေ့လဲဒူဆာမြန်မာမိသားစုပါပဲအဲ့ဆိုဒီနေ့ဟိုအစားတောက်တွေဘယ်နှမျိုးလောက်လုပ်လာလဲအစားတောက်ကဒီနေ့ကျွန်တော်ရွှေအေးတစ်မျိုးနောက်တစ်ခုကကျွန်တော်တို့အကိုကြီးရောက်လာတဲ့ကိုယူမိန်ပေါ့ဗျာကိုယူသူကတရုတ်လူမျိုးဒါပေမဲ့မြန်မာနိုင်ငံသားသူကခောက်ဆွဲကြောနောက်လက်ဖက်ရည်ပါလာတယ်ကျွန်တော်လူဘယ်နှယောက်စာလောက်ခဏနေကျွန်တော်တို့အားလုံးပေါင်းလူ300စာလောက်အထိကျွန်တော်တို့ကျွေးနိုင်ပါတယ်စတူဒီတာဒီရွှေအေးကတော့လူ350စာလောက်ကျွေးဖို့ရှိတယ်အလူလောက်ရချင်းကြောင့်စိတ်ထဲမှာဘယ်လိုခံစားလဲရှင်ဟောဒါကျွန်တော်တို့ရိုးရဆိုတော့ကျွန်တော်တို့အလူလောက်တော့ကျွန်တော်တို့ကုသိုလ်ရတာပေါ့ပီတိဖြစ်တာပေါ့ဟုတ်ကဲ့တကြံမှာပျော်ဆုံးချိန်ကဒါဖြစ်တယ်တကြံမှာအပျော်ဆုံးချိန်ကတော့အခုကတော့ကျွန်တော်တို့ကုသိုလ်ယူတဲ့သဘောလောက်ပါပဲအပျော်ရဲလို့တော့မဟုတ်ရိုးရဆိုတော့ကျွန်တော်တို့ကနေ့တိုင်းလှုပ်ချင်တယ်လေဒီနေ့ဒီချိန်ခါရောက်ရင်ကျွန်တော်တို့နေ့တိုင်းလှုပ်နေကြဆိုတော့ဒါလှုပ်ချင်တယ်ဘယ်နေရာရောက်ကျွန်တော်တို့ဘယ်နေရာရောက်ကျွန်တော်တို့လှုပ်နေကြအလုပ်ကိုလုပ်တာပါပဲဒီမှာတကြံနဲ့အမေရိကန်မှာတကြံကွာခြားမှုပုံလေးနည်းနည်းပြောပေးပါလားရှင်ကွာခြားမှုပုံကတော့အများကြီးပေါ့ဗျာဒီမှာတော့ဟိုကျွန်တော်တို့လူမျိုးတွေကလည်းနည်းနည်းပဲရှိတာကျွန်တော်တို့ဒီမြန်မာလူမျိုးမိသားစုကအဲ့ခါကျတော့မန္တတွေဘာတွေထိုးပြီးတော့မှ station တွေဘာတွေနဲ့ဆော်ရီပွဲတွေဘာတွေကျွန်တော်တို့မလုပ်နိုင်ဘူးမလုပ်နိုင်တဲ့ခါကျတော့ကွာတာပေါ့အများကြီးကွာတာပေါ့ဒါဒီမှာတော့ရိုးရာယဉ်ကျေးမှုတရားအနေနဲ့အချိန်ခါရောက်လာတော့လုပ်နေရတာတာဝန်နဲ့ဝတ္တရားလိုပဲဒါပေမဲ့ဟိုပီတိတော့ဖြစ်ပါတယ်ကျွန်တော်တို့ဘာခေါ်မလဲဆိုတော့မြန်မာလူမျိုးမရှိပေမဲ့ဟိုစစ်တုတိတာကျွေးတယ်ဆိုရင်ကျွန်တော်တိုင်းရင်းသားလူမျိုးတွေလည်းကျွန်တော်တို့မြန်မာနိုင်ငံသားတွေဆိုတော့လာကြတယ်ပြကြတယ်စားကြတယ်တောက်ကြတယ်အဲ့ဒါကျွန်တော်တို့ပီတိပဲမြစ်တစ်ကိုဘယ်လိုမျိုးခန့်ချင်ပါလဲနှစ်တစ်ကိုတော့ကျွန်တော်ပျော်ပျော်ပါးပါးနဲ့လာမယ့်နှစ်ကိုတော့မြန်မာပြည်ကြီးငြိမ်းချမ်းပါစေတိုင်းရင်းသားတွေညီကိုမောင်နှမတို့ချစ်ခင်နဲ့ကျွန်တော်တို့ရည်မှန်းထားတဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးကိုလည်း
အောင်မြင်မြင်နဲ့ဒေါအောင်ဆန်းစုကြည်အနေနဲ့ပြင်ဆင်နိုင်ပါစေကျွန်တော်တို့ဖော်စည်းပုံအခြေခံဥပဒေပြင်ဆင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့မြန်မာနိုင်ငံထဲမှာရှိတဲ့တိုင်းရင်းသားလူမျိုးစုအားလုံးရဲ့ပျော်ရွှင်မှုအောင်ပွဲတရားအနေနဲ့အောင်ပွဲဆင်နွှဲခြင်းပါတယ်ကျွန်တော်ဒီနေရာရွေးချယ်တယ်ဆိုတော့ကျွန်တော်တို့ကအားလုံးတူစာမျိုးမှာရှိတဲ့မြန်မာမိသားစုကဒီနေရာကိုဆုံလို့ရတယ်နောက်ဆုံရစ်ကြတယ်ပေါ့ဟိုကြတဲ့အတွက်ဒီနေရာကိုလုတ်ခွင့်ပြုတဲ့ဒီ beauty grace beauty salon ကမညညာတို့မိသားမညညာနဲ့အားလုံးတကယ်ချင်းအပေါင်းကိုလည်းကျေးဇူးတင်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောကြားချင်ပါတယ်ဒီနေရာကိုရွေးချယ်ရခြင်းအကြောင်းကတော့ကျွန်တော်တို့ကဟိုတူစာရဲ့တကယ်ဟိုဘယ်ဘက်ကလာတကယ်ဟိုစုံစည်းရာနေရာလေးတနေရာဖြစ်တဲ့အတွက်အဲ့ဒီတော့ဒီနေရာကိုရွေးချယ်တာပါဟုတ်ကဲ့ကျွန်တော်တို့တိုင်းရင်းသားတွေရောနော်ကျွန်တော်မြန်မာလူမျိုးဗမာတွေတပွဲတည်းမဟုတ်ဘဲနဲ့မြန်မာနိုင်ငံထဲမှာရှိတဲ့လူတွေဘယ်အရာဒေသကိုပဲရောက်ဘယ်နေရာကိုပဲရောက်နော်ကိုတိုင်းပြည်နဲ့လူမျိုးအတွက်မြန်မာနိုင်ငံအတွက်ကိုနေရာဒေသအတွက်စုစုစည်းစည်းနဲ့စီလုံးလုံးနဲ့အမြဲတမ်းနော်တယောက်နဲ့တယောက်အာဃာတတွေမရှိဘဲနဲ့စီလုံးလုံးညီညွတ်ညွတ်နဲ့နေနိုင်ကြပါစေလို့အဲ့ဒါပြောချင်ပါတယ်ကျေးဇူးတင်ပါတယ် ချမ်းမင်းသားဒီသွားရင်အော်မတ်ချက်ရင်သွားမှာတတိကြပါပြုံးတော်မူဟာရွှေမျက်နှာမုံတော်မူရင်ချေခဲ့ပါပတောက်တွေဝေးစားရွှေလူကလက်ဆောင်ယူပါဒီမြကူမှာပြုံးရင်ပြိုင်လို့လန်းဆန်းကြမှာထူးမြတ်တဲ့ဒီချိန်ကမင်္ဂလာယူစမ်းပါခင်ဗျာနောင်မြခါတဲ့ကြံကြရင်ဝင်ပါပါမျက်နှာရွှေမြတ်တာပုံမို့ထားလို့ဆောင်ကားတော်မူပါတောက်ပန်းတွေဝါရီလူကူးခဲ့မဲ့ပန်းစရာနှစ်သက်မှကြီးကြီးနုနုချမ်းမှချမ်းသာဝမ်းသာစေကြောင်းပါ ကျွန်တော်တို့နှစ်တိုင်းလုပ်နေတာဆိုတော့ပျော်တာပေါ့နော်ဒီလိုကြံပွဲရောက်လာလို့အလူလောက်ရတယ်ဆိုတော့ရမ်ပီတီဖြစ်ပါတယ်ဘာပြောရလဲမသိဘူးကြံဆိုတော့ပျော်တာပေါ့နော်တခြားနိုင်ငံမှာနေတယ်ဆိုမဲ့ဘယ်မှာပြောတတိရတာပေါ့လူလည်းနဲတော့လေကိုယ်မှဟိုလူတွေကကိုယ်မှတယောက်နဲ့တယောက်ကိုယ်မှရင်းနေတာပေါ့ဒီနေ့တခါတကြံတချင်းရပါတချင်းအကြိုက်ဆုံးပဲကျွန်တော်တချင်းကတော့အကောင်းစင်တယ်မသိဘူးခုနတဲ့တချင်းလေးကောင်းတယ်ဒါအလွတ်ရတာတော့မရှိဘူးဒါပေမဲ့တကြံကျွန်တော်တော့တကြံဆိုတော့တချင်းအဟောင်းတွေပဲတကြံမိုးကတချင်းတွေပေါ့နော်အဲ့ဒါလေးပဲဒီခုခက်ကတချင်းတွေကျွန်တော်တိတ်နားထောင်လို့ဟွာချတာပေါ့ခမအခုချိန်မှာပူနေတဲ့ချိန်ပေါ့ဒီမှာအေးနေတဲ့ချိန်ပေါ့ဒါပေမဲ့တော့ဒီမှာဒီလိုလေးလုပ်တဲ့အတွက်ကြောင့်ဘယ်လိုလဲငယ်တုန်းကကျွန်တော်တို့ပဲပူစားဆယ်ကျော်တဲ့ဘဝတုန်းကပူကြီးမတရိရတာပေါ့ဒီမှာဘယ်လိုပြောမလဲဒီမှာလည်းဒီလိုပါပဲဒါပေမဲ့မြန်မာပြည်ပူတရိရတာပေါ့ပြောပါဘယ်လိုမျိုးသိချင်လဲနောက်နှစ်တိတ်မှာမန္တလေးထိုးမှလို့ပုံမှစင်ပြေတာပေါ့နော်ပိုပျော်စရာကောင်းတာပေါ့လူလည်းပုံများမှာပေါ့မြန်မာနေတော့ရောတကြံမှာဆိုအရင်ကဲပူလားကဲတယ်ကဲလုံးလို့မြောက်တော့ဆုံးပြရတယ်ကားနဲ့သွားလားဘာလေးချောက်လဲရလဲကားနဲ့ရောဖြစ်ဖြစ်ဆိုင်ကယ်နဲ့ဖြစ်ဖြစ်ပေါ့နော်ကျန်းတယ်ပေါ့ကျန်းတယ်တကယ်ချင်းတွေရောတတိရတယ်ဒီလိုမျိုးချိန်ရပါတယ်ရလုံးလို့ပေါ့နော်တကြံမန္တထိုးမှပုံမှပျော်ဘယ်လိုမန္တထိုးမှကဲတယ်ဆိုပုံမှတတိပျော်တာပေါ့ဗျာအလွားနေပြေတော့တာပေါ့ဗျာမြန်မာပြည်မှာကျန်ရှိတဲ့တကယ်ချင်းတွေလည်းစီမံတော့အေးပါ US ကနေတတိယချင်းများစွာနဲ့တကြမှာပေါ့နော်ကြမှာပါစီချမ်းသာကြပါစေပေါ့နော်မြန်မာပြည်မှာရှိတဲ့အားလုံးပေါ့နော်အခု US မှာလည်းဒီလိုတတိယချင်းများစွာနဲ့တကြကိုပျော်ပေးဖို့ပါနော်တဲ့ပွဲလို့ပုံမှန်ထိုးပြီးနောက်နေ့တွေမှာစီစဉ်ထားတယ်ပေါ့နော်တော့ကြာကြီးကလူကြီးကစီစဉ်ထားတယ်လို့ပြောတယ်အဲဒါကိုကြည့်ဦးတင်ပါတယ်ဟုတ်ကဲ့ဘယ်ကနေလာတာလဲရှင်ကျွန်တော်မနစ်ကကာလီဖိုးနီးယားနေပြီးတော့ဒီကိုပြောင်းလာတယ်ပြီးပိုင်ပြောင်းလာလားဟုတ်ကဲ့အပြီးပိုင်ပြောင်းလာပါတယ်အခု Broken Arrow မှာနေတယ်မြန်မာပြည်မှာဘယ်မှာနေတယ်လဲ
မြန်မာပြည်မှာကျွန်တော်ကြောက်ရမြို့နယ်မှာနေတယ်အမေရိကန်မလာခင်စက်ကြမှာကျွန်တော်လိုင်မြို့နယ်ကိုပြောင်းသွားတယ်လိုင်မြို့နယ်ကနေပြီးတော့ဒီကိုတက်လိုက်လာတယ်ပေါ့အမေရိကန်မှာနေစဉ်ပေါ့နော်ဘယ်နဲ့ချိန်မြောက်လဲဒီတစ်နှစ်နဲ့ပြန်ဆိုရှင်ကျွန်တော်ကာလီဖိုးနီးယားမှာနေတာ15နှစ်လောက်ရှိပြီကာလီဖိုးနီးယားမှာတော့တကြံပွဲခဏခဏတွေ့တယ်လीနော်ဟိုမှာကျတော့လူလဲစုံတယ်ဖုန်းကြောင်းနေနဲ့ပေါ်တော့လေတကြံပွဲတော်တော်စီစီကကလုံနိုင်ကြတာပေါ့နော်ခုဒီရောက်တဲ့အခါကျတော့ဒီကအမှတ်မတင်ဒီကိုတယောက်နဲ့တွေ့ပြီးတော့ဒီအကြောင်းလေးကြားတော့ကျွန်တော်လည်းစိတ်ပါပြီးရောက်လာတယ်နှစ်တက်ကိုဘယ်လိုမျိုးဖြစ်တန်းချင်ပါလဲနှစ်တက်အားလုံးချမ်းသာပြီးတော့ဟိုတော့ကကင်းဝေးပြီးအကောင်းဆုံးပဲပေါ့နော်နှစ်တက်ရဲ့စမတောင်းမိတဲ့စကားရှိတာအားလုံးအတွက်ပါပြီးပြီလေကျွန်တော်အားလုံးကိုတော့ကကင်းစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့ပျော်ရွှင်စေခြင်းနဲ့ဒါကျွန်တော်ရင်ထဲကနှစ်တက်မှမဟုတ်ထာဝရဆုတောင်းခြင်းပဲဟုတ်ကဲ့အေးပေါ့လောက်လာခဲ့ရပေါ့ရွာမှာတော့လေတနေ့ကိုတမျိုးပေါ့နော်ဒီနေ့ရွှေရင်အေးဆိုနောက်နေ့မုံလုံးရေပေါ့နောက်နေ့မုံဟင်းကအဲ့လို9ရက်စလုံးအဲ့လိုလောက်တာပဲကောင်းလျှော်ရေးတရောကမွန်းကောင်းလျှော်ရေးတို့လေအဲ့လိုမျိုးဒါနာလောက်တယ်အင်းကအဲ့ဆိုဒီနေ့အကျိုးကတနေ့ရက်ဆက်တော့မလဲဒီနေ့တည့်ရပဲလုံနိုင်မှထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကမပြီးလို့မဟုတ်ဘူးလေအလုတ်ကစင်းကြရတာတွေတိုင်းဆိုလေဒီနေ့ရွေးလိုက်တာကလည်းအကုန်လုံးအလုတ်ပိတ်တဲ့နေ့ပေါ့နော်ဒီနေ့ကိုလှုပ်လိုက်တာအကုန်လုံးလူတိုင်းလိုလှုပ်ပိတ်တဲ့နေ့ဖြစ်လို့ဒီနေ့ကိုရွေးလိုက်တာခဏနေအပြင်မှာရောယူတော့လာရာသီဥတုပူရင်တော့လောင်းမလို့ကလေးတွေလည်းဟိုဗာလဲရေပြုတ်တွေလေကစားဖို့ရေပြုတ်တွေစီစဉ်လာခဲ့တယ်ဒီပူရင်တော့ကစားကြမှာပေါ့နောက်နေ့တိုင်းမှာဘယ်လိုမျိုးဖြစ်နေတယ်တဲ့နောက်နေ့ဆိုရင်တော့ဒီတဲ့ပိုစီမယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့လာရောက်ပူပေါင်းမဲ့လူတွေလည်းအများကြီးရှိရလေအခုတော့သူတို့ကိုပြောပါကြိုတင်စီဝေးလုပ်ကြအောင်တနေ့ရမှာခမကူတွေတခုကိုငားပြီးမှလုပ်အောင်အဲ့လိုပြောကြတဲ့လူတွေရှိရလေဒါဆိုတော့နောက်နှစ်တော့ဒီတဲ့မကပိုစီမယ်လို့ထင်ပါတယ်အမဒီလိုမျိုးအလိုလုပ်ရချင်းရဲ့စိတ်ထဲမှာပီတိစကားလေးပြောပါအောင်ပြောတာပေါ့ကိုလှုပ်ထားတဲ့ဥစ္စာကိုလာပြီးတော့စားကြတယ်ဆိုတော့လေတအားပြောပါတယ်မင်္ဂလာပါမင်္ဂလာပါကျော်လားကြမ်းပါအရင်ပြောတယ်ဒီနေ့မြန်မာနိုင်ငံကိုလည်းလွမ်းနေဟာဒီနေ့ကြမ်းပေါ်တော့ဒီအမတို့ဆိုင် great ပေါ့နော်ဖြစ်ပြီးတော့အုပ်လိုက်တာပြောထားတာအရင်ကြာပြီပြီးခဲ့တဲ့နှစ်တည်းကလည်းပေါ့နော်ဒီထိုဆမှာရှိတဲ့မြန်မာ community တွေနဲ့အတူတူပေါ့နော်သူတို့လှုပ်ရှင်ကြတယ်ဆိုတာကိုပြောတာတော့ကြားလာနေဒါပေမဲ့ဒီနေ့ကျတော့ကျွန်မမြန်မာနိုင်ငံပြန်လိုက်တယ်ဆိုတော့အစီအစဉ်တော့မရှိဘူးအဲ့လိုမျိုးပေါ့နော်စိုင်းဘုတ်တွေပိုင်းနဲ့တေချာမလှုပ်လိုက်နိုင်ဘူးပေါ့နော်ဒါပေမဲ့ဒီမှာရှိတဲ့လူနည်းစုလေးနဲ့ပဲအတူတူပေါ့နော်ဒီရတဲ့လောက်ပဲကျွန်မတို့ပျော်ပျော်ပါပေါ့နော်ဒီမှာလှုပ်ဖြစ်သွားတာပါလာမယ့်နှစ်တွေမှာတော့ကောင်းကောင်းမွန်မွန်စီစဉ်ပြီးတော့ပေါ့နော်ဒီမှာရှိတဲ့မြန်မာ community တွေနဲ့ပေါ့နော်တက်နိုင်တဲ့လောက်ပေါ့နော်အားလုံးပျော်ရွှင်ရအောင်ကြိုးစားပြီးတော့လှုပ်ဆောင်သွားဖို့အစီအစဉ်တွေရှိကြပါတယ်ကိုဆိုင်မှာလှုပ်ဖြစ်သွားတဲ့အပေါ်မှာအမရဲ့ဒီတွင်ပီတိစကားလေးဝန်တာပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုအိမ်နေမှာလောက်တာထက်ပေါ့နော်ဒီလိုဆိုင်နေရဆိုတော့လူတိုင်းလဲလာနိုင်တယ်အားလုံးအတွက်လဲသွားတာဝင်တာထွက်တာအဆင်ပြေတယ်ဆိုတော့ပေါ့နော်အားကြောင့်မို့လို့ဒီဆိုင်လေးကိုဆိုင်လေးကိုလည်းသူတို့သုံးတဲ့အတွက်ကြောင့်မို့လို့လဲကျေးဇူးတင်ပါတယ်နောက်နေ့ညစာမှာဘယ်လိုမျိုးအစီအစဉ်ထပ်ပြီးတို့ချက်နေပေါ့နော်အစီအစဉ်ကလည်းအမတော့တတိယဟိုမန္တတွေပါတွေထိုးပြီးတော့မှနော်ရေတွေပါတွေလည်းသူတို့လောင်းခွင့်ပြုတယ်လုတ်ခွင့်ပြုပါတယ်သူတို့ကားပကင်တွေကစာ block လုပ်ပေးမယ်ပေါ့နော်သူတို့ဟိုတားပေးမယ်လုတ်ရှင်နေဆိုလုတ်လို့ရပါတယ်ပေါ့နော်ဆိုတော့လာမယ့်နေ့တွေမှာလည်းတကယ်လို့အဆင်ပြေခဲ့မယ်ဆိုရင်ပေါ့နော်ဒါပေမဲ့ဒီမှာ US ကအရန်အေးတယ်ဆိုတော့မန္တထိုးဖို့ကအဆင်တော့တိတ်မပြေဘူးထင်တယ်ဒါပေမဲ့ရှေ့လျှောက်တော့ဘယ်လိုလုပ်ဖြစ်ကြမလဲဆိုတော့ဒါဒီဦးလေးတွေရဲ့ဒီ community မြန်မာ community ကိုဥဆောင်တဲ့ဦးလေးတွေရဲ့အပေါ်မှာမူတည်တယ်ပေါ့နော်ကျမတို့ကတော့နောက်ကသူတို့လှုပ်ရှင်တဲ့ဟာလေးကိုပေါ့နော် support လုပ်ပေးမယ်ပေါ့အဲ့လောက်ပါပဲအဲ့ဆိုဒီနေ့တနေ့တာဘယ်နိုင်နေဘယ်နိုင်ကြည့်အခုကမနက်ကနေတော့ကျမတို့လှုပ်တာပေါ့နော်ညနေအစားအစာတွေကုန်တဲ့အထိပေါ့အားလုံးလာစားကြပါလို့မြန်မာပြည်မှာဖြစ်ပေါ့နော်အရင်တော့ဒီနေ့မတိုင်ခင်ပေါ့နော်တကယ်ထက်တန်းခဲ့တဲ့အမတရားတစ်ခုလေးပြောပြပေးပါလား
တကြံဖြတ်တန်းခဲ့တဲ့အမတ်တရတော့ငယ်တော့ဥစားပို့များတယ်ပေါ့နော်ကြီးလာတာအထက်ကြီးလာတဲ့အခါကျတော့လိုမျိုးငယ်နဲ့ရပြောင်းနေတာတော့တကြံပျော်မဲ့အချိန်တော့တိတ်မရှိဘူးပေါ့နော်ဒါပေမဲ့ငယ်တော့ကတော့အမရဆုံးကတော့တကယ်ကြီးနေအိုးမဲလိုက်တုတ်တော့မျက်နှာအိုးမဲတွေပေါ့နော်မဲတူးနေရလားအိုးမဲတုတ်တယ်ပြီးရင်မုံလုံးကြီးပေါ်စားတဲ့ခါကျရင်မုံလုံးကြီးပေါ်ထဲမှာပေါ့နော်ငရုတ်သီးတွေပါတယ်ပေါ့တယောက်နဲ့တယောက်ဂျင်းထဲခံရတာပေါ့နော်အဲ့ဒါတွေရန်တတိရပါတယ်လို့အဲ့ဒါတော့အမရဆုံးပဲဒီမြန်မာနှစ်တကူမှာပေါ့နော်ရောက်စီတိုင်းကျမရှင်နဲ့ရွှေလန်းရှင်စိတ်ကိုကျမရှင်ကိုကြီးကျမရှင်ရရှိကြပါစေလို့ပြီးကြလို့ရှိရင်လည်းအရောက်စီတိုင်းကိုလည်းပေါ့နော်လာမယ့်နှစ်တွေမှာလည်းလာရောက်ပြီးတော့အတူတူဆင်နွှဲကြပါလို့မြန်မာပြည်ကိုလည်းအလွမ်းပြေလေးဖြစ်ပါတယ်လို့ရွှေမြတ်တာဘုံ